မြန်မာနိုင်ငံမှာအပူလိုင်းစားဖြတ်နေပြီဖြစ်လို့ဒီအရာတွေကိုလုံးဝမလုပ်ပါနဲ့အားလုံးပဲမင်္ဂလာပါပရိသတ်ကြီးရေကဘာမြေပူနွေးလာတာနဲ့ဆက်ဆက်တဲ့တဘာဝဖြစ်စဉ်တစ်ခုဖြစ်တဲ့အန်နီညိုစတင်မှုကြောင့်ဒီနှစ်ထဲမှာတော့ကဘာအပူချိန်ဟာစံချိန်တင်မြင့်တက်နေတာဖြစ်ပြီးတော့အမြင့်ဆုံးအခြေအနေကိုရောက်ရှိနိုင်ပွဲရှိနေတယ်လို့ကဘာမိုးလေဝသအဖွဲ့ကထုတ်ပြန်သတိပေးထားပါတယ်။ဒါကြောင့်မို့လို့ကဘာကြီးကတော့မကြာခဏအပူချိန်မြင့်တက်တာမိုးခေါင်တာဒါမှမဟုတ်ရင်မိုးကြီးတာတွေဖြစ်စေတဲ့အန်နီညိုဖြစ်စဉ်အတွက်ပြင်ဆင်ထားသင့်တယ်လို့ကမ္ဘာမိုးလေဝသအဖွဲ့ကလည်းကြေညာထားပါတယ်။ဒါကြောင့်မို့လို့အန်နီညိုကြောင့်ဖြစ်ပေါ်လာတဲ့အပူချိန်တိတိတတ်တာမြင့်မားမှုကတော့မြန်မာနိုင်ငံရဲ့မြို့ကြီးတော်တော်များများမှာလည်းဒီအပူချိန်ကိုခံစားနေကြရပြီပဲဖြစ်ပါတယ်။မြန်မာပြည်မှာအန်နီညိုအပူလိုင်းကစဖြတ်နေပြီးတော့ဒီတစ်ခါအပူလိုင်းကတော့နေအပူချိန်45ဒီဂရီဝန်းကျင်အထိရှိနိုင်ပြီးတော့အဲ့ဒီထက်လည်းကျော်နိုင်ပါတယ်ဆိုတော့တက်ကြီးရွယ်အိုတွေနဲ့ကလေးတွေအတွက်ကတော့အတော်လေးကိုအန်နီရများတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီနေ့မှာတော့အယ်နီညိုကြောင့်အပူလိုင်းဖြတ်ခြင်းကိုကြုံတွေ့နေရတဲ့မြန်မာနိုင်ငံအတွက်အထူးသတိထားလို့ရမယ်အခြေအနေတွေကိုပြောပြပေးခြင်းပါတယ်။နံပါတ်1နေအပူချိန်များလာတဲ့မနက်10:00နာရီခွဲလောက်ကနေညနေ3:00နာရီခွဲလောက်အထိကိုအရိပ်ထဲမှာပဲနေသင့်ပါတယ်။မဖြစ်မနေသွားရမယ်ဆိုပါကအုတ်ထုတ်ထီးတွေကိုကိုယ်နဲ့မကွာဆောင်ထားကြပါ။ဖြစ်နိုင်ရင်ဘယ်ကိုမှမသွားပါနဲ့။အရိပ်ဆိုတာကလည်းတက်နိုင်သမျှအေးတဲ့အရိပ်ရှိရာကိုဆိုလိုတာပဲဖြစ်ပါတယ်။မြန်မာတွေကအိမ်ဆောင်မယ်ဆိုရင်ပူပူလေးနဲ့တုံမိုးကလည်းခေါင်းနှိမ့်တတ်တော့ရိုးရိုးနေလေကင်းအောင်အိမ်ထဲကိုမနေနိုင်ကြပါဘူးအဲ့ဒီလိုအိမ်ကလူတွေကတော့တခြားနီးစက်ရဖျားဆောင်တဲ့တစ်ပင်အရိပ်ရတဲ့အပူတက်တာတဲ့နေရာတွေမှာသွားပြီးတော့နေတင်ပါတယ်အပူလိုင်းဖြတ်နေတော့ရက်တွေမှာတော့ကိုယ်အိမ်မဟုတ်ပေမဲ့လည်းတီးခန့်ပြီးတော့နေစေချင်ပါတယ်နံပါတ်2ရေများများတောက်ဖို့လိုပါတယ်တစ်ဆက်တည်းမှာရေခဲကြီးလုံးဝမတောက်ပါနဲ့တခါတည်းလေချောင်းတွေပါကွဲထွက်သွားပါမယ်ရေပဲတောက်ပါရေများများတောက်လေခန္ဓာကိုယ်ကအပူချိန်ကိုထိန်းထားနိုင်လေပါပဲရေနွေးလည်းမတောက်ပါနဲ့ရေနွေးတောက်ရင်ကိုယ်ခန္ဓာအပူချိန်မြင့်တက်လာပြီးတော့ချွေးထွက်တတ်ပါတယ်ချွေးထွက်မယ်ဆိုရင်ကိုရင်းရေဓာတ်ဆုံးရှုံးနိုင်တဲ့အတွက် body temperature ထိန်းနိုင်စွမ်းလည်းကျပါတယ်ရိုးရိုးရေသန့်ကိုပဲတစ်နေ့3လီတာလောက်တောက်ကြပါနံပါတ်3အရက်မတောက်ပါနဲ့အရက်တောက်ရင်ကိုရင်းအပူချိန်ထိန်းတဲ့စနစ်ကိုထိခိုက်စေပါတယ်အလိုလိုကိုအပူချိန်တက်လာစေပါတယ်အပူလိုင်းဖြတ်နေတဲ့အချိန်တွေဖြစ်တဲ့မနက်7:00လောက်ကနေည4:00နာရီလောက်ထိရှောင်ပေးစေချင်ပါတယ်ချုပ်ပြောရမယ်ဆိုရင်တော့အပူချိန်မြင့်နေချိန်မှာရုတ်တရက်နောက်ပြန်လှည့်တာမျိုးရေခဲရင်တောက်သုံးတာမျိုးလေအေးပေးဆက်ကိုဓာတ်ရိုက်မှုတ်ခြင်းမျိုးပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းမျိုးလုံးဝမလုပ်ပါနဲ့အပြင်ကရောက်လာခြင်းမှာခြေဆေးခြင်းရေချိုးခြင်းရေတောက်တာမျိုးကိုမလုပ်ပါနဲ့ထိုင်ရာကနေရုတ်တရက်အရန်ကြီးမထပါနဲ့ဒီလိုမျိုး2024ကတော့အယ်နီညိုဖြစ်စဉ်ကြောင့်လေကမ္ဘာတဝန်းမှာအပူချိန်မြင့်မားခြင်းဖြစ်ပေါ်နေတဲ့အတွက်ဒီအချက်တွေကိုလိုက်နာပြီးတော့အယ်နီညိုအပူလိုင်းကိုအတူတူဖြတ်ကျော်ကြဖို့တိုက်တွန်းလိုက်ပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်